ကျွန်တော်ချစ်ပြောမြအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုမှတ်မိကြသေးရလားမသိဘူးဗျာကျွန်တော်နာမည်ကတော့မောင်လီယိုပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် brother ကိုကျွန်တော်နည်းနည်းပျောက်နေတော့ကျွန်တော်ခီးလေးတစ်ခုသွားနေလို့ဗျာသိရမလားအဲကြောင့်မလို့ကျွန်တော် live stream လေးနားထားတယ်game play video လေးလည်းကျွန်တော်2ရက်လောက်လာမသိဘူးကျွန်တော်ပြတ်ထားရပေါ့ဗျာသိရမလားကဲအားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်ခီးလေးတစ်ခုသွားနေလို့ပါကဲဆိုတော့ကျွန်တော် granger လေးနဲ့ကျွန်တော်တီးပြမယ်ပေါ့ဗျာသိရမလားဒီပွဲလေးကတော့ကဲကျွန်တော်လွမ်းနေဗျာသိတာကျွန်တော် fan တွေအားလုံးလွမ်းနေ live stream ညီကိုအားလုံးလည်းလွမ်းနေဗျာကဲ brother ကိုကျွန်တော်ကိုလည်းပုံမှန်လေးအားပေးကြပါဦးဗျာကျွန်တော်ကိုလည်းမမေ့ကြဖို့တောင်းပန်ပါတယ်ဗျာနော် brother ကိုကျွန်တော်ကိုလည်းမမေ့သွားနဲ့နော် brother ကိုသူမကတော့မေ့ကျွန်တော်တော့မမေ့နဲ့ဗျာသိလားကျွန်တော်လည်း brother တို့ကိုအမှတ်ရနေပါတယ်ဗျာကဲဆိုတော့ကျွန်တော် granger game play လေးကိုကျွန်တော်စားလိုက်အောင်ဗျာ okay ဆိုတော့ကျွန်တော်တို့စမယ်granger လေးလှလိုက်တာကွာကျွန်တော်ဒီ skin ကြိုက်တယ်နော်သိလားကျွန်တော် live ဘုံတွေပါရှိရဗျာဒါပေမဲ့ကျွန်တော်ဒီ skin လေးကိုပို့ကြိုက်တယ်သူ့ရဲ့ဘယ်လိုပြောမလဲ skin effect လေးရဗျာသိရမလားပို့ပြီးတော့လှရလို့ခံစားရတယ်အဲ့မှာဆိုကျွန်တော် Leslie နဲ့တွေ့မယ်ဗျာ Leslie ကဘယ်လိုပြောမလဲအားလီဆိုရင်တော့ तू ကတိတ်ပြီးတော့ဓာတ်မြင့်မပါဘူးဗျာသိရမလားကျွန်တော်ကအသားလေးထုယုံပဲအဲ့မှာကျွန်တော်ရှင်းမယ်မကြည့်သူနဲ့ကျွန်တော်နဲ့ဘိုင်1 by 1ဆွဲပေါ့ဗျာ1 by 1လက်တီးချင်းထိုးနေတယ်ပေါ့မောင်လေးအဲ့မှာတွေ့လားဓာတ်မြင့်ကြီးကိုဓာတ်မြင့် तू လဲနာရကျွန်တော်လဲနာရဗျာသိတယ် तू ကအဲ့လိုလာထုတာကျွန်တော်ကလည်းပြန်ထုအဲ့မှာလွတ်သွားတယ်ဖလက်ကားတော့ရရဗျာသိရမလားဒါပေမဲ့ तू ကမပြေးဘူးဗျာအဲ့မှာရိတ်လေးနဲ့ကျွန်တော်ဖလက်ကာနဲ့ကိုကရော့တခါတည်သွားပြီဗျာအဲ့မှာကျွန်တော်တို့ဒီဟိုဘက်က enemy ဘက်ကကျွန်တော်အစတက်ကြီးရောက်လာတယ်အစတက်ရောက်လာကျွန်တော်တို့မီလီရောပါတယ်ဆိုတော့ကျွန်တော်တို့တည်းဖြစ်တော့မလို့ဒါပေမဲ့ကျွန်တော်အသက်မရှိတော့ကျွန်တော်တိတ်မတက်ဘူးပြသေးတယ်ဟိုဘက်က enemy ဘက်ကပြောင်းနေဆိုစေပါလေးပါညာလာမှာဆိုလို့ကျွန်တော်လိန်လေးပဲရှင်းပြီးကျွန်တော်ဗလီစားလိုက်မယ်ဗလီစားရင်မှကျွန်တော် AC လေးပဲတည်ရမှာပြန်ပြီးဂိုးလေးဖမ်းမယ်ဗျာဘရတော့မလုံးနဲ့တော့ဂိုးလေးကင်မယ်ဆိုကျွန်တော်မလုံးနဲ့ဂိုးလေးဟီးရိုးဆော့မယ်ဆိုတော့မလုံးနဲ့ဗျာအဓိကမလုံးလို့မရအမှကြည့်လိုက်ကျွန်တော်ထွက်လာရင်နော်မပြည့်အမှနောက်ကစေပါကြီးပါဆိုကျွန်တော်နောက်လေးနည်းနည်းစုပ်လိုက်နောက်မစုပ်ရင်တော့တိမ်မှာပေါ့ဒီမှာကျွန်တော်မေးလေးလာဆိုတော့နည်းနည်းပြစ်လို့ရပြီဗျာဘာဖြစ်စေပါ AD မရှိသေးဘူးဆိုတော့AC လေးပဲတာ AC လေးပဲဟဲ့ကျွန်တော်ဂိုးလင်းဆော့မယ်ဆို AC လေးပဲဆော့ဗျာလောလို့မဖြစ်ဘူးဒီလားလူကလုံးဝကိုယ်စိတ်ကိုနိုင်အောင်ထိန်းရမယ်ဗျာအမှကျွန်တော်သူ့ဘက်ဆက်ဝမ်းဆိုကျွန်တော်ဘက်ကမေလီဟိုစာပိုးကလည်းမလာဘူးဗျာကျွန်တော်တယောက်တည်းထိန်းနေရဗျာမေးရလဲသူ့အလုံးနဲ့သူရှုပ်နေဗျာအမှဆိုကျွန်တော်ဒီဆိုလိုလေးကိုကနဲ့ကိုထိန်းရမယ်ဗျာမကြည့်လိုက်ကျွန်တော်ဟိုကောင်လည်းမတက်ရဲဘူးဗျာဒီလားကျွန်တော်ကလည်း AD ရပြီဆိုတော့ကျွန်တော်သူ့ကိုဘတ်စားနေကျွန်တော်သိရဗျာဘတ်စားနေသူရောဆိုနာလာလေးတစ်ချက်ဗလီရလိုက်တယ်ပေါ့အဲ့လိုလေးလှမ်းလူပေးဗျာသိရမလားသွေးနေဆိုပြီးအိမ်မပြန်နဲ့ကျွန်တော်ဟိုဘက်ကဂိုးသားလို့လည်းမဖြစ်ဘူးဗျာဂိုးလင်းကြီးဖမ်းနေရဆိုအမှကြည့်လိုက်သူ့ဘက်သက်ဝမ်းကျွန်တော်ဆွဲနေရပေါ့ဟိုကဖလက်ကာပေးလိုက်တယ်ဗျာသူ့ဘက်က S တက်ကြီးရှိရအောင်သူဖလက်ကာပေးလိုက်တယ်ဆိုတော့ तू ကလွတ်သွားရပေါ့ဗျာသူဖလက်ကာမရှိရင်တော့ तू ပြတ်ပေးမှာဒါဆိုကျွန်တော်ထုတော့မှာရှေ့ထုအမှကျွန်တော်သူ့ဘက်သက်ဝမ်းကြည့်ကျွန်တော်စောပုံစောနီးလေးကနည်းနည်းသိရမလားဆရာကြရပါကျွန်တော်ဂလိုဝယ်1ဂိုးလင်းပလီယာဆိုရင်စာတာယူတကယ်ဆရာကြီးရှိဆရာကြီးရအောင်ရေးကုန်းမမှာလီလာတိုက်မှာဆိုလို့ sorry တကားအိမ်မှာရှိရင် sorry ပါဗျာကျွန်တော်လည်းအဲ့လောက်ကြီးဆရာမကြပါဘူးဗျာနော် brother ကိုကြီး okay အမှကျွန်တော်ကြည့်လိုက်ကျွန်တော် fan နဲ့ကျွန်တော်ဆိုတော့ဘာမှပြူဗျာသိရမလားတချို့ brother ကြီးကကျွန်တော်ကိုဘလိန်းလာဗျာအဲ့လိုမျိုး skin ရက်ဆိုတာလို့ပါကျွန်တော် skin တော့မဟတ်ရဲတော့ဘူးအခုနောက်ပိုင်းကျွန်တော် game ကို skin ဟတ်ပြီးမစောတော့ပါဘူးလို့ပြောချင်ပါတယ်လို့နော် brother တို့ကြီး game ကို skin ဟတ်တယ်လို့ပြောပါနဲ့လို့မိုင်းနေတာညီလေးရာကြီးပါဖြစ်ကုန်နေမယ် okay အတန်လေးတော့နည်းနည်းဟိုဖြစ်တယ်ဗျာကျွန်တော်စကားပြောဆိုပုံလေးကကျွန်တော်နည်းနည်းဘယ်လိုပြောမလဲရင်းချက်တယ်ပေါ့ဗျာရောင်မင်းကြီးတို့စီပါလာကွာဦးပဲတေးရောအဲ့မှာကျွန်တော်ဗလီစားပေါ့ဗျာကျွန်တော်ဂိုးလင်းမှာဘာမှလုပ်ဆက်မကြီးဟာရောင်ကတိတာရော3ကောင်2ကောင်တော့ရောင် okay အင်ဂျလာလေးပူးသွားတယ်အင်ဂျလာပူးတော့ဟိုကောင်တွေဘာလုပ်မလဲညီမလေးစားတတ်တယ်နော်အမှသူကျွန်တော်တကွက်ပြမှာတော့ကျွန်တော်တကွက်ပြမှာအမှကျွန်တော်တို့ထိန်းနေပေါ့ထိန်းနေအမှဟိုကောင်မကတိတာလေးဝင်လာတွေ့လားပတ်ဖက်လကားလေးကြောက်လေးခင် तू ကြောက်ရုံမိသွားကျွန်တော်AD နဲ့ဝင်ဖြတ်မှာဗျာဒါပေမဲ့ तू လွတ်သွားရဗျာ तू AD တုံးလိုက်တော့ကျွန်တော်လွတ်သွားရအကောင်မှလွတ်သွားရမကျွန်တော်ဘက်ကမေလေးကလည်းလိန်ကိုလာပြီးကမ်းပြီးဆိုတော့အကောင်လေးနဲ့ဗတေချတော့မှာပေါ့ဗျာဒီကောင်လေးမချရင်လည်းဒီကောင်လေးပြေးရုံပဲရှိရောဒီကောင်လေး AD ရော space ရောအကုန်တုံးပြီးသွားပြီကျွန်တော်အဲ့လိုပေါ့ space ကိုချမ်းပြီးတုံးပြတာတော့နော်ကျွန်တော်ကြီးgranger နဲ့ကျွန်တော်1ကိုဗျာသိရမလားစတိုက်မနှိမ့်နဲ့ကျွန်တော်ကြီးနှိမ့်လိုက်ရက်လိုက်အဲ့လိုလုပ်3ရက်လောက်ထုတစ်ခါရက်လိုက်အဲ့လိုလုပ်ကျွန်တော်စတိုက်ပြစ်လို့ရဗျာအမှကြီးကျွန်တော်ပြစ်ပြမယ်အမှရက်လိုက်စတိုက်ပြသိရမလားထိန်းကိုပြစ်လိုက်နေအမှကျွန်တော်တက်ပြတယ်မှာကျွန်တော်ပြစ်ပြသွားတွေ့လားကျွန်တော်မြန်ကုန်းလွယ်ဗျာအားကြောင့်မလို့အဲ့လိုမတုံးနဲ့ကျွန်တော်အမှနောက်ကနေ AC ပဲလိုက်အောင်မယ်ဟိုဘက်က Leslie ကလည်းစာသိမ့်မတက်ဘူးဗျာကျွန်တော်တော့စာမတက်ဘူးမဆော့တယ်နော် brother အမှကျွန်တော်ဟိုဘက်က S တက်လေးပါကျွန်တော်ပါစေရလိုက်တယ်ဗျာအဲ့ဒါဆိုဒီဘက်တရီကအတန်ကြီးဖြစ်သွားပြီဗျာကျွန်တော်ဘက်က73ကောင်6ကောင်ဆိုတတဲလေးရအမှကျွန်တော်ဘက်ကစီဘာနာလေးအုပ်ထားတယ်စီဘာနာပြန်တည်ရဗျာအဲ့မဲ့ဂုဏဗီယာလေးလွတ်သွားရဗျာမရလိုက်ဘူးဟောရောက်ကြီးဆုံးရှုံးဝင်များလိုက်တာကွာအမှစေပါရှိအောင်ကျွန်တော်မကြည့်မိတာလို့စေပါပလိန်ဝင်ပိုင်းသွားတယ်ကျွန်တော်တကယ်ဂိုးလင်းဆော့မယ်ဆိုတာယူမက်ကိုအမြဲတမ်းကြည့်ရမှာသိလားကျွန်တော်ကမက်ကိုတစ်ခါလွတ်ရင်ကျွန်တော်ကတေုံပဲရှိတော့တယ်
ကျွန်တော်တို့အသက်ကိုမစသေးခံရင်တော့သိရမလားကျွန်တော်တို့မက်လေးကိုအများတန်းကြည့်ပေးမှဖြစ်မှာအမှဆိုရင်ကျွန်တော်မမကြည့်ရင်တော့တစ်ခါတေဖို့ကကျွန်တော်မခဲရင်ဘူးဗျာသိရမလားမကြည့်တတ်ပြီဆိုရင်ကျွန်တော်တို့ AC လေးပဲကျွန်တော်မတေဘူးဗျာအခုကကျွန်တော်မကြည့်တဲ့လို့ကျွန်တော်2ခါလောက်တော့ကျွန်တော်ပြုတ်သွားပြီပေါ့တစ်ခါစီကြောလည်းဗျာသိရမလားလူဆိုတာအမားနဲ့ပဲကင်းမလဲဗျာကျွန်တော်လည်းလူတွေကလူဆိုအမားလေးနည်းနည်းပါးပါတော့ရှိမှာပေါ့ဟုတ်တယ်မလားဟုတ်တယ်နော်တာရဟုတ်တယ်နော်အမှကျွန်တော်အပေါ်လင်းကိုကြည့်လိုက်အပေါ်လင်းမှာတွေ့လားစေဘာနဲ့ကျွန်တော်လက်စလေးနှစ်ကောင်ရှိရအောင်ကျွန်တော်မြင်နေဗျာမြင်တော့စေဘာတာဝါချိုးနေဆိုပြီးကျွန်တော်စေဘာကိုအုံဒီသွားတတ်မလို့ဗျာဒါပေမဲ့နောက်ကနေလက်စလေးကဖင်လာနိုင်တယ်သူ့မှာစပယ်တူမရှိတော့ကျွန်တော်လည်း share ပြစ်တယ်ပေါ့ရောအားရောစေဘာပိုင်းသွားပြန်ပြီကွာအဲ့လိုဆိုရင်ဒါယူတန်နေသီးလားလုံးဝတန်ကြီးအဲ့လိုဆိုရင်အမှကြီးကျွန်တော်ဗတေးဆက်ဖြစ်ပြီရောမင်းအကုန်ထုကရေဒီတာကိုလိုက်တယ်ကျွန်တော် line ရောက်တိတ်မကောင်းဘူးဗျာကျွန်တော် wifi နဲ့စုပ်နေတယ်ကြီးကိုကျွန်တော်လိုက်တာလို့မဟုတ်ဆိုအနည်းကမှ तू သေးနေပြီတိလားအနည်းကမှ तू သေးနေပြီဒါပေမဲ့ तू လွတ်သွားတယ် okay ရရပါမဖြစ်အမှသေးရောဒီမှာလေး sorry ပါကွာအဲ့လိုအမှကြီးလိုက်ဗတင်မှာစေပါဟိုကောင်ကိုပိုင်းသွားပြီဆိုတော့ကျွန်တော်ဝင်ပြည့်အောင်ပဲဗျာသိရမလားရောမင်းအကုန်လိုက်ထုပါဗျာသိလားကျွန်တော်မင်းအကုန်လိုက်ထုမင်းကတော့လေကင်းချရင်ကျွန်တော်ကန်ချာအေးဆေးပဲဗျာရှေ့ကဘက်ကကောင်ဒါပေမဲ့ကျွန်တော်တေသွားပါတယ်လူစကားကြီးများနေတယ်တေပြီးအောင်ကြီးရောအစတက်ရောလောတာကြီးလောလာလူကမရဘူးငါရတယ်လို့အမအစတက်ကတကောင်နဲ့နောက်ကနေကြံခဲ့ပြီပေါ့ဗျာနောက်ကနေကြံခဲ့ရောလေကျွန်တော် AC လေးပဲပါဆက်ဆွဲလိုက်မယ်ဗျာရောအစတက်လွတ်သွားသေးရလားရောဟာဂူနေဘီယာကြီးရောအမကြီးဂူနေဘီယာကျွန်တော်ဘလို့တကွက်ပြလိုက်ပါကြည့်ဒီကောင်မကျွန်တော်နောက်ကိုအသေးသက်နေလိုက်တာဗျာဒီလားမရဘူးအကောင်မှပဲပြန်သေးတယ်ဒါပေမဲ့အစတက်လေးပါလာဆိုအစတက်လေးပါပါဆက်ဆွဲမယ်ဗျာသူကလုံးဝဗျာဒီလားအစတက်လေးကိုကျွန်တော်ကေးရလိုက်ပါတယ်တော့ဖို့ကေးလူမဲ့ကောင်နဲ့များနေရပြို့ဗျာသားတို့ပဲကြည်လိုက်တော့ကျွန်တော်တို့တန်းစိုးရဲ့ကောင်နဲ့လေကေးရအားရောစေပါပိုင်းပြီးအောင်ရေးဒါပဲဝင်လာတဲ့ကောင်သေပြီးမှပလိန်းကြီးဝင်လာဗျာဒီလားစေပါမတာရတကယ်တော့အနေဘက်ကစေပါတကယ်တော့မတ်ကြီးတင်တယ်ဗျာကောင်ပလိန်းဝင်ပိုင်းအမကျွန်တော်ကတိတာကိုကြည့်ဗျာကျွန်တော်အုံဒီပိုင်းသွားတယ်ဟိုဘက်ကကုနေပြီကလေတကွာကောင်းသွားရဗျာအမ3မှ4မှန်းယူစုသွားကျွန်တော်ဘက်ကဗတေးပြန်ကြရပေါ့ဗျာကျွန်တော်နိုင်မလူနဲ့ဗတေးကပြန်ကြသွားတယ်ပြန်ကြသွားတော့ဟိုကောင်လေးနဲ့အသေးတန်နေလိုက်တာပေါ့ကိုဘကောင်ဒါပေမဲ့ဗတေးကပြီးတော့ဗျာအင်ဂျလာလေးကြံနေကြကျွန်တော်အမကြည့်လိုက်တကွာပြသွားသိလားဖောင်းနေကျွန်တော်မင်းမြင်အကုန်လိုက်ထုတော့ဟိုကောင်လေးပြေးရမှာခါနေ brother ကိုရကျွန်တော်ရဲ့ AD နဲ့ဒမိန်ကိုမခံစားနိုင်ဘူးဗျာသိလားအမကြီးကျွန်တော်ကေးလေးတကောင်ရတယ်ကျွန်တော်ဘက်ကစေပါနာလေးနဲ့ပြန်တည်သွားရပေါ့ဗျာပြန်တည်သွားတော့ကျွန်တော်နောက်လေးနည်းနည်းဆုံးပါဗျာဒါပေမဲ့ကျွန်တော် pin down ပြီးတော့ကြည့်လိုက်အောင်အင်ဂျလာပူးရဆိုစူပါမန်လောက်တာစိုးရပါဗျာပြောရမယ်ဆိုရင်တော့အမကြည့်လိုက်စိုးရပြီးတည်ပြီးရောအမရှောအဲ့လိုပြောတာတော့တာယူပြောရင်တော့ကွာဟိုကမရားနဲ့ပေါ့တည်ရမလားရားရင်တော့မင်းတို့ကောင်လေးတည်မှာပဲအမကျွန်တော်ဗတေးရဖြစ်ပြီဗျာရော1မမြင်အကုန်လိုက်ထုတာကျွန်တော်ရှေ့ကနေစူပါမန်လောက်တာတွေ့တယ်တကယ်လို့အဲ့လိုမလုံးတင်ဘူးဗျာတည်လားဒါပေမဲ့ကျွန်တော်ကဆရာကြီးဆိုကျွန်တော်လုပ်ပါတယ်ဟိုအင်ဂျလာလေးကပူသွားတယ်ဆိုအေးဆေးပဲလက်စလေးလေးပါပါဆယ်ပဲအမဗတေးရတာသွားပြီထိဖို့ကြီး3ခေါ်သက်တက်ဖြတ်မှုနဲ့ကျွန်တော်ဗတေးတာသွားပြီရီကောလေးပါညာပြမုတ်စိတ်ပြားဆွဲပေါ့ဗျာတည်ရမလားနိုင်ပြီဆိုတော့အမကျွန်တော်နိုင်သွားပါပြီဟာဂုဏ်ပြအုပ်သွားပြီကွာမရဘူးလို့အမတက်ပေးလိုက်ပြီအဲ့လိုလိုင်းရဲကောင်တက်ပြီးမှာအဲ့လိုလိုင်းကောင်အဲ့လိုတီးပြီးမှာအမကြည့်လိုက်ကျွန်တော်စောင့်နေနော်ကတိတာလာမယ်ဆိုပြီးကျွန်တော်စောင့်နေလာတယ်ရောအမကြည့်အောင်ဗျာကျွန်တော်တာဝါထုအောင်ကျွန်တော်မသိဘူးအမကတိတာကျွန်တော်ပြန်တက်သွားတယ်ဒါပေမဲ့ကျွန်တော်ပွဲလေးရတော့ဘစ်တိုရီနဲ့ပဲစားတော့မယ်ဟုတ်တယ်ဘစ်တိုရီ sorry brother sorry ပါဗျာဘစ်တိုရီလေးပဲကျွန်တော်စားလိုက်ပါတယ်โอเคတာယူကြီးကျွန်တော်ဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးတဲ့ညီကိုအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးတဲ့ညီကိုများရှိရင်လည်း subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါတယ်ဒီအားလုံးကျွန်တော်နောက်ထပ်2ရက်3ရက်လောက်ဆိုကျွန်တော် live stream ပြန်စားမယ်နော် brother ကျွန်တော်လည်းခရီးတစ်ခုသွားနေတော့နည်းကြံ့ကြမယ်ဗျာသိရမလားအဲကြောင့်မလို့ဗီဒီယိုလေးနဲ့ပဲတာယူကြီးဖြေဖြောက်ဗျာသိရမလားအလွမ်းပြေးလေးပေါ့ဗျာဒီအားလုံးပဲအဘွား